Hello, Aloha Minglava. Welcome back to my YouTube channel. Okay, the YouTube channel ထဲမှာပေါ့နော် video မတင်တာတော့ကြာပြီပေါ့နော် short တွေပဲတင်ဖြစ်တယ်။ဘာဖြစ်လဲဆိုတော့အဲ့လိုကျောင်းဆောင်ဝဲဖြစ်နေရတယ်။အဲ့လို summer holiday မှာလဲ summer class တွေတက်နေရတယ်။အဲ့လိုဗာလဲ grandparent အိမ်ကိုသွားရတယ်။အဲ့လိုအလုပ်တွေရှုံးနေပြီးတော့ဒီနေ့မှာတော့ video တစ်ပုတ်တင်မှာဖြစ်ပါတယ်။ဒီမှာတော့ Pokemon ဆိုရဲ game တွေဆောက်လိုက်ရတဲ့မှာကောင်းတဲ့ game တော့ကျွန်မကိုယ်တိုင်ရေးပြီးတော့ဆောက်တာဖြစ်ပါတယ်။အားလုံးပဲတက်ဆောက်လိုက်ကြအောင်။ Okay, Google ထဲဝင်မယ်။နောက်ပြီးရင် search the Pokemon POKI I think that okay တော့ follow ဖြစ်လာတယ်ပေါ့နော်အဲ့ဒါဆိုရပြီအဲ့ link ထဲဝင်မယ် link ထဲဟုတ်တယ်အခုဆိုရင်တော့ Pokemon ထဲကိုရောက်သွားပြီကျွန်မ game လေးတစ်ပုတ်ရွေးမယ်ပေါ့နော်ကျွန်တော်အမြဲစောလေးစောထားရှိတယ်ကျွန်တော်မြင်ရဆော့ရကြဒီ game လေးပဲဆော့လိုက်ပါမယ်အဲ့ဒီ game က drive map ဆိုတဲ့ game လေးပေါ့နော် let's go စဆော့လိုက်ကြအောင် okay ဘာပြီပါနော် let's go အပေါ်တက်မယ်ဒီပထမဆင်းရတော့ကျွန်မထင်တော့အလွယ်ဆုံးပဲနောက် level တော့အော်နောက်တော့ပါမရဘူးအဲ့ဒီရကျွန်မအရှိနဲ့နောက်လည်းမှားလိုက် yay ဒုတိယဆိုလည်းလွယ်ပါတယ်နည်းနည်းရှမ်းသွားတာနည်းနည်းလေးရှမ်းသွားတာအဲ့ဒါကြောင့်ဒီချက်တော့မယ်bro yay finally yes ရပါပြီနောက်တစ်ဆင့်ထပ်တော့မယ် level 4ပေါ့နော်ဒီခါတော့ခေါ်ရတယ်တော်ပြီမတည်ဘူးတည်မလို့ထင်တာ back flip လုပ်လိုက်တယ်မဟုတ် front flip က back flip ဟောလေကျွန်မအခုက17နှစ်ပြည့်တော့မယ်17နှစ်ရောက်တော့မယ်ဆိုတော့17နှစ်ထဲဝင်ပြီပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်မဆက်တဲ့ပွဲစပယ်ဆိုပဲအခုlevel 5မရှိသေးဘူးI think ဒီ level မှာကြုံနိုင်တော့လားyay ဒါဆိုတော့ level ကျော်လာခဲ့ပြီ let's go night ward okay what did you mean bro ပြရပါမယ်တိုင်းပါပေါ့ is it bro what did I do hello တရှိလည်းတိုးလို့မရဘူးတော့အချိန်ယူပြီးတော့ကျေးမယ်ပေါ့နော်မတိတော့ဘောနော်ကျွန်မအဲ့လို level မလုပ်နေတော့ကျွန်မ17နှစ်ဆိုရင် level မလုပ်နေတော့ကျွန်မဆော့ရှင်ကြောက်ဆော့ရပေါ့နော်အဲ့လိုနည်းနည်းချိန်ကြာလာဆိုရင်ရမယ် level 7ဒါတော့လွယ်ပါတယ်လွယ်ပါတယ်ဒါတော့ဟုတ်ပါ yay easy peasy that was crazy let's go level 8ရှိokay ဒီကြိုးစားရတော့ဆိုပြတယ်ဒါပေမဲ့ကျွန်တော်ကတော့တော့ let's go ဘာတွားနေတီးပါပြီOkay, let's go.ဒီလိုလေးတော့ပြပြလေးတော့ပြီးတော့ရတယ်ဘိန်းလေးကိုရှေ့ရောက်သွားမနိုင်ဘူးလား bro yay finally 9B level 9ရောက်ပြီ level 9လားဟုတ်တယ် level 9 wee ရလွယ်ပါတယ်
အဲ့ဒါကိုဒါလည်းလွယ်လောက်ပါတယ်လွယ် easy ဟာ okay let's go ရတယ်ဒီပါရတယ်တော့တပိုင်းကြောင့်အနောက်ကိုဆုပ်ပြီးမှအရှိန်ယူပြီးတော့ပါဟာ bro ဘာလဲဟေးဒီမှာတိသွားပြီဒီတစ်ပိုင်းကတော့လွယ်တယ်ဘာမှခက်ခဲမရှိဘူးokay ဒီဟာလေးကိုရှေ့ရင်တိုးလိုက်တိုးပြီးတော့နောက်ကိုပြန်ဆုပ်လိုက်ဆုပ်ပြီးတော့ရေဟိုဟာလေးကိုတိုးပြီးတော့ချက်ချင်းအလောက်ကိုပြန်ဆုပ်လိုက် okay ဟုတ်တယ်နောက်ပြီးတော့ရေတော့အပေါ်ကိုအစ်စေးလေးတောက်သွားလိုက်တော့တွေ့လား right I'm genius okay now that to say let's go okay low back bruh I want level 10 လေဟုတ်သားပဲဟာလိုက်ကန်နီးမှာဟိုအယူကိုကြော်သွားတာပေါ့နော်တိတ်ကြဆယ်ပြေတော့ဘော okay finally I won double ဒါလေးလွယ်တယ်သိရဟုတ်လားနိုင်သွားပြီ really cute what the heck oh yo okay ကျွန်မတိတ်ပြီဆိုရပါပြီ let's go now really သွားရရှေ့လဲသွားရbro what the heck ပြန်ဆော့မယ်ပေါ့ဒီခါတော့နိုင်စေရမယ်တကယ်ပြောရင်နိုင်စေရမယ်လုံးဝနိုင်စေရမယ်နိုင်စေရမယ်တွေ့လားဘယ်နိုင်ဘူးဒီကတကယ်နိုင်တယ် promise I promise you guys okay ဒီကတကယ်နိုင်စေရမယ်နိုင်စေရမယ်ဘယ်ကမနိုင်ကြောင်ဝင်တယ်ပေါ့နော်ကြောင်ဝင်တယ်ကျွန်မဆုံးဖြတ်လိုက်ပါပြီပေါ့နော်ဒီ level 9 video ရပ်ပဲ let's go ရတော့မယ် okay ပေါ့နော်ကျွန်မဒီ level 9ဆိုတော့ကျွန်မသိပါပြီဒီ video ကတော့ဒီလောက်ပါပဲအားလုံးပဲတိကျပြီးတော့ကြောင်းမို့အများကြီးကျေးဇူးတင်ပါတယ်next video မှာပြန်ဆောင်ကြမယ် don't forget to subscribe my channels အားလုံးပဲ bye bye